မျက်လက်ဆေးနဲ့ထင်းခုတ်သမားရှေးအခါကအလွန်ဆင်းရဲတဲ့ထင်းခုတ်သမားတရားရှိပါလေသူဟာနေ့စဉ်ထင်းခုတ်ပြီးရုန်းကန်နေရသူမို့ကုကူတောင်မနှဲကျွေးမွေးနေရတာကြောင့်အိမ်တော်ပြူဖို့စိတ်မကူခဲ့ပါဘူးနေတိုင်းတော့လဲထင်းခုတ်သွားရင်ဝါကြီးတောက်ထရေးထည့်သွားလေရှိပြီးအိမ်ပြန်တဲ့အခါရေကြံတဲ့ရင်လည်းမတွန့်ပြီးဖဲအိမ်ရတီအမြဲတဲ့ပြန်လေရှိပါတယ်ဒီနေ့မှာတော့ထင်းစီကိုထမ်းပြီးအိမ်ရပြန်လမ်းမှာအဘိုးအိုမျက်လက်ဆရာတူနဲ့ဆုံပါတယ်အဘိုးအိုကရေအရန်ကနေတာကြောင့်ထင်းခုတ်သမားကသူ့ရဲ့ဝါကြီးတောက်ထဲကရေတွေကိုအကုန်တိုက်လိုက်ပါတယ်ထင်းခုတ်သမားရဲ့စိတ်ကောင်းရှိပုံနဲ့စင်ရဲမှုကိုတီးသွားတဲ့အဘိုးအိုကကျေးဇူးတွန့်ပြန်တဲ့အနည်းနဲ့မျက်လက်စေးတစ်မျိုးပေးခဲ့ပါတယ်ဒီဆေးကိုမင်းလက်မှာတုတ်ထားရင်မင်းစိတ်ထဲကဖြစ်စေခြင်းတဲ့အတိုင်းတစ်ဖက်လူကမြင်ရောင်လာလိမ့်မယ်ဥပမာလက်ထဲမှာကျင်လုံးကင်ထားပြီးမြဲမွေလို့မြင်စေခြင်းရင်တစ်ဖက်လူကမွေလို့ပဲမြင်လိမ့်မယ်လို့မှားကြားခဲ့ပါတယ်ထင်းကုတ်သမားဟာအိမ်ရောက်တဲ့အခါဈေးထဲသွားပြီးဆေးရစွမ်းကိုစမ်းသပ်ပါတယ်လူတယောက်ရဲ့လက်ကိုဆွဲထားပြီးငါလက်ဖြတ်သွားပြီလို့စိတ်ကအဓိဋ္ဌာန်လိုက်တဲ့အခါဘေးကလူတွေကတကယ်ပဲလက်ဖြတ်သွားတယ်လို့မြင်ပြီးထိတ်လန့်သွားကြပါတယ်လက်ကိုလွတ်လိုက်မှမူလအတိုင်းပြန်ဖြတ်သွားပါတယ်အလားတူပဲသူ့ခေါင်းကိုကင်ခိုက်ပြီးခေါင်းပြတ်သွားတယ်လို့မျက်လှည့်ပြတဲ့အခါမှာလဲလူတွေအထူးဆန်းဖြတ်ပြီးကြောက်လန့်ကုန်ကြပါတယ်ဒီနည်းနဲ့သူဟာမျက်လှည့်ပြပြီးငွေကြေးတွေအများကြီးရှာဖွေနိုင်ခဲ့ကချမ်းသာလာပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးတဦးနဲ့အိမ်တောင်ပြူလိုက်ပါတယ်ဒါပေမဲ့သူ့ဇနီးကတော့လောဘကြီးသူဖြစ်နေပါတယ်တနေ့မှာဇနီးဖြစ်သူကအိမ်နီးချင်းရဲ့လက်ဝတ်ရတနာတွေကိုလိုချင်တာကြောင့်ထင်းခုတ်သမားကိုပူစာပါတယ်ထင်းခုတ်သမားကအိမ်နီးချင်းစီကရတနာတွေကိုခဏငားဝစ်ဖို့အကြံပေးပါတယ်အိမ်နီးချင်းကယုံကြည်လို့ငားလိုက်ပေမဲ့ဇနီးဖြစ်သူကပြန်မပေးဘဲနေပါတယ်အိမ်နီးချင်းကလာတောင်းတဲ့အခါမှာတော့ထင်းခုတ်သမားကမျက်လက်ဆေးကိုသုံးပြီးဥပိုက်တမြင်ထွင်ပါတော့တယ်အိမ်နီးချင်းကရတနာတွေကိုလာဖြုတ်တဲ့အခါမျက်လက်ဆေးအစွမ်းကြောင့်လဲပင်ပြတ်သွားပြီးလက်ချောင်းလေးတွေပြတ်ကျလာပြီလို့ထိန်အောင်လှုပ်လိုက်ပါတယ်အိမ်နီးချင်းလဲကြောက်လန့်ပြီးဆက်မဖြုတ်ခဲ့တော့ပဲမျိုးစားမင်းစီမှာသွားရောက်တိုင်တန်းပါတယ်မျိုးစားမင်းကထင်းကုတ်သမားကိုဖမ်းဖို့ဆေးလွတ်လိုက်တဲ့အခါမှာတော့ထင်းကုတ်သမားကသူတို့လာရင်ငါလက်ကိုဆေးတုပ်ပြီးလက်ပြက်ပြလိုက်မယ်ဒါဆိုငါ့ကိုဖမ်းလို့မရတော့ဘူးလို့သွီးပြီးလက်ကိုဆေးတုပ်လိုက်ပါတယ်ဒါပေမဲ့သူဟာဆေးကိုမယိုးမသားအလွဲသုံးစားလုပ်ခဲ့တာကြောင့်ဆေးအစွမ်းကမပြတော့ပဲတကယ်ပဲအဖမ်းခံလိုက်ရပါတယ်နောက်ဆုံးမှာတော့ထင်းကုတ်သမားဟာကျိန်တန်အချက်30အပေးခံရပြီးနာမကျန်းချစ်သွားပါတယ်သူပိုင်ဆိုင်ခဲ့တဲ့မျက်လက်စီလဲအစွမ်းမပြတော့တာကြောင့်တစ်သက်လုံးစင်းရဲနွမ်းသားစွာနဲ့ပဲနေထိုင်သွားရပါတော့တယ်